အပြူရောဘဝအလူရောကြောက်ဘူးကံကြီးရညီဦးရမြတ်သားတော်အာမနာဒုက္ခနာလျဝေရှင်ဒီမြောက်စားကြလို့တရီရှိတောင်ကြွခဲ့တယ်ကျမမင်းသမီးယောက်ျားဟာတော့ကျမနောက်နာမှာမျက်နှာကြီးရဲ့အပင်မထားပြီးရေတွင်းတော့ပါပဲပင်မကျမမင်းသမီးယောက်ျားကတော့ကားကြတဲ့မချွေThank you.